ဒီနေ့မှာတော့ customer လာမှာသွားတဲ့ mirror ရုပ်တုလေးကိုဘယ်လို 3D printing လုပ်ပြီးတော့ဆေးချဲ့သွားမလဲဆိုတာကိုပြပြပေးသွားပါမယ်။ customer ကဓာတ်ပုံလေးပြပြီးတော့ mirror ရုပ်တုလေးလိုချင်တယ်ဆိုလို့ပေးထားတဲ့ဓာတ်ပုံလေးကိုကြည့်ပြီးတော့ 3D design လေးအရင်ဆုံးဆွဲပါမယ်။ဆွဲပြီးသွားတဲ့ပုံအချောလေးကိုအသေးစိတ်ကြည့်ပေးပါအောင်နော်။ဒါလေးကတော့ mirror ပုံလေးကို resin 3D printing လုပ်ထားပေးတာပါခန်းစည်းလေးမှုတ်ပြီးတော့ဆေးစားမှုတ်တဲ့ process လေးကိုအတူတူကြည့်လိုက်ကြရအောင်နော်customer စိတ်ကူးလေးအတိုင်း mirror ရုပ်တုလေးမှာရေကန်လေးလည်းထည့်ချင်တယ်ဆိုလို့ resin လောက်ပြီးတော့ရေကန်ပုံလေးတော့ဖော်ထားပေးပါတယ်နော်mirror ရေချိုးတန့်စင်လို့ရအောင်နဲ့မိုးရံလေးနဲ့ခံနိုင်အောင်လို့လိုက်ကကောင်းစားလေးနဲ့သုံးထားပေးပါတယ်။ customer က mirror ရုပ်တုလေးမှာငွေ8កောင်ဝယ်ရမယ်ဆိုလို့ရေကန်ထဲမှာငွေသေးသေးလေး2កောင်မှထပ်ထည့်ထားပေးပါတယ်။ဒါလေးကတော့ပြည့်စုံသွားပြီဖြစ်တဲ့ mirror ရဲ့ပုံလေးပဲဖြစ်ပါတယ်။ indoor နဲ့ outdoor မှာရှိတဲ့ mirror ရဲ့အလှကိုအတူတူလိုက်ခံစားပြပါအောင်နော်။အခုလိုမျိုး mirror ပုံလေးမှာယူချင်လို့ပဲဖြစ်စေ 3D printing ကိုစိတ်ဝင်စားလို့ပဲဖြစ်စေအခုပေးထားတဲ့ဖုန်းနံပါတ်လေးမှာဆက်သွယ်မှာယူပေးနိုင်ပါတယ်နော်။